နောက်တလန်းကကျွေးကုန်မဲ့ကြီးပြီလားကြီးသွားတာနောက်တလန်းကပူကြီးနောက်တလန်းကကြီးဒီလိုနဲ့လမ်းလျှောက်ပါကြတော့နောက်ဆုံးပြီးကျွေးကုန်ရောက်တယ်ပေါ့လားကြီးပြီးရောက်တာနဲ့ဉာဏ်နဲ့ရောက်တာဒါပဲကွာနော်ဒီလည်းပဲဒီလိုပဲဝိပဿနာဉာဏ်အဖြစ်အပျက်ပေါ်ပြီးဆိုရင်ဟုတ်ပြီအိဗံပဲရောက်တော့ပဲနော်အိဗံပဲသွားတဲ့လမ်းပေါ်ရောက်ပြီအဲ့ဒါနေတဲ့ဉာဏ်အိဗံရတာပဲတဲ့နားနဲ့အတန်နဲ့ထိကြိုက်တဲ့အခါဘာလေးပေါ်လို့ကြားသိပြီးပေါ်တယ်ဟောဒီနာဟိုကအတန်ဒီလားနာဟိုအတန်ကလာကြည့်နာကအခန္ဓာအတန်ကအတိုက်ကြပြီးတော့ကြားသိကလေးကအပွင့်တာအခန္ဓာအတိုက်ကြအပွင့်တာဇတ်သုံးပါဟုတ်လားဇတ်သုံးပါခဏလေးဖြစ်ပြသွားတယ်အနိစ္စမြင်ရလားအေးမြင်ဟုတ်ပြီအဲ့ဒါမြင်လို့ရှိရင်ဖြစ်ပြသွားတာလေးမြင်ရင်သူဘုံဘုံပြောနေတဲ့အတန်လေးတွေလည်းနားထောင်ကြည့်ပါလားတကူချင်းအတန်လေးတွေဖြစ်ပြသွားတယ်မဟုတ်လားပြပါပါအကြာကြီးတည်ရလားတည်ပါဘူးအေးအကြာကြီးမတည်ဘူးခဏလေးဖြစ်ပြသွားအေးဘုံဘုံဆိုပြအောင်နာအတန်ကြရိုက်ခါဒုံနာကြားသိတရားဖြစ်ပွားပေါ်လာဖြစ်ပြီးပြရာအနေစာပါဖြစ်ပြမှုရှုကြခံခါလာဆိုရမှာနာအတန်ကြရိုက်ခါဒုံနာကြားသိတရားဖြစ်ပွားပေါ်လာအနေစာပါဖြစ်ပြမှုရှုကြခံခါလာအေးအဖြစ်အပျက်ရှုပြီးဆိုရင်ဘာညာခေါ်လို့ဝိပဿနာဉာဏ်လို့ခေါ်တယ်ဥရိယတရားဉာဏ်အဲ့ဒီဉာဏ်ဖြစ်လိုက်တဲ့ဒီပိုင်းနဲ့ဒီပုဂ္ဂိုလ်ကိုသူကဘယ်ကိုပြောဖို့ပြီးတော့နိဗ္ဗာန်နဲ့ပြောဖို့ပြီးတယ်တဲ့အနည်းနဲ့ဉာဏ်နိဗ္ဗာန်ရနော်အေးနာကိုဓာတ်ချခုပြီးပြီးဉာဏ်စီအစဉ်ဉာဏ်စိတ်ဓာတ်သုံးခုနာအတန်ကြားစိတ်ဓာတ်သုံးခုဉာဏ်စီကဓာတ်သုံးခုနာကဓာတ်သုံးခုဘယ်ခုကြီးတော့နှာခေါင်းကိုဘယ်သူကလာတိုက်ပါလို့အနံ့ကလာတိုက်နော်နှာခေါင်းအနံ့သင်ပြန်ဝင်လာဉာဏ်စိတ်တရားဖြစ်ပွားပေါ်လာဖြစ်ပြီးပြရာအနေစာပါဖြစ်ပြမှုရှုကြခံခါလာကဲဆိုတာမဟုတ်နှာခေါင်းအနံ့သင်ပြန်ဝင်လာဉာဏ်စိတ်တရားဖြစ်ပွားပေါ်လာဖြစ်ပြီးပြရာအနေစာပါဖြစ်ပြမှုရှုကြခံခါလာအေးနှာခေါင်းနဲ့အနံ့နဲ့ထိလိုက်တဲ့အခါနာသိပြီပေါ်တဲ့အဲ့ဒီနှာခေါင်းရောအနံ့ရောနာသိရောဓာတ်သုံးခုခဏလေးဖြစ်ပြသွားတယ်အဲ့လိုဆိုရင်စာရင်တောင်းရင်မှတန်လည်းမဲ့ကိုလေးမှရပါနော်အေးဗီဒီယိုတွေရုပ်မြင်နာကြရင်နားထောင်ရင်မှတန်လည်းရုပ်ကလေးတွေရဲ့ဖြစ်ပြတော့မြင်တော့ရူပါယုံရှုရင်နိဗ္ဗာန်ရပါနော်အတန်ကြီးရဲ့ဖြစ်ပြသွားတာမှတ်ပြီးတော့ရှုလိုက်ရင်အဲ့ဒါဖြစ်ပြအတန်ကြီးရဲ့အဖြစ်ပြရှုရင်မှတာဗီဒီယိုနားထောင်ရင်ပြီးတော့ဗီဒီယိုတွေနားထောင်ရင်မှတာလည်းအမှုနိဗ္ဗာန်ရပါနော်စာရင်လည်းရှာနဲ့အရာသာနဲ့ကြည့်တယ်လူဓာတ်ကိုးခုပြီးတော့ဉာဏ်စီအစဉ်မြင်စေဒီကဓာတ်သုံးခုပြီးတော့နာတန်ကြားစေဓာတ်သုံးခုပြီးတော့နှာခေါင်းအနံ့ဉာဏ်စေဓာတ်သုံးခုဘယ်နှခုပြီးပါတော့ကိုးခုပြီးပါပြီပြီးတော့မှရှာအရာသာယက်တိစေဟုတ်လားဒီကလည်းဓာတ်သုံးခုရှာရတာသာယာထွေတာရက်စိတ်တရားဖြစ်ပွားပေါ်လာ
ဖြစ်ပြီးပြရာအနေသာပါဖြစ်ပြမှုရှုကြခံခါကသုဒ္ဓမဆရာအရာကသာညာထွေတာယေသိတရားဖြစ်ပွားပေါ်လာဖြစ်ပြီးပြရာအနေသာပါဖြစ်ပြမှုရှုကြခံခါကကဲဓမ္မပြီးသွားလို့ဆန္ဒပါဟုတ်လားပြီးတော့မှကိုအတွေ့ဓာတ်ဒီကံလေးရာဒီလိုဆိုကြည့်တယ်ပေါ့လားအေးဒါကိုနဲ့ဒီနဲ့ထိလိုက်တယ်ဆိုရင်ပြီးတာပဲเนาะအေးဒါကခန္ဓာဒါအတိုက်တာပြီးတော့မှအပွင့်တာထိစိတ်ကြီးเนาะအဲ့ဒီခန္ဓာကောအတိုက်တာကောအပွင့်တာကောဓာတ်သုံးခုခဏလေးဖြစ်ပြသွားတယ်အနေစာဟုတ်လားဘုံဘုံဆိုပြအောင်ကိုအတွေ့တာဒီကလေးရာဒီစိတ်တရားဖြစ်သွားပေါ်လာဖြစ်ပြီးပြရာအနေသာပါဖြစ်ပြမှုရှုကြခံကားဆိုလိုက်ပါဦးကိုအတွေ့တာဒီကလေးရာဒီစိတ်တရားဖြစ်သွားပေါ်လာဖြစ်ပြီးပြရာအနေသာပါဖြစ်ပြမှုရှုကြခံကားအေးနောက်မနောတဘောစိတ်ကူးနဲ့မနောဆိုတဲ့ဒီဘက်ကဘဝစိတ်ကလေးခရိယဝတ္ထုနှလုံးအိမ်ထဲမှာဘဝစိတ်ကလေးကအမြဲသူကဖြစ်ပြနေတာရှိတယ်နော်အဲ့ဒီကိုဒီဘက်ကဓမ္မယုံကြီးကလာပြီးတော့ထင်တဲ့အခါစိတ်ကူးစိတ်ကြီးပေါ်တယ်စိတ်ကူးကြီးကူးရမဟုတ်လားဒီလည်းကူးနေတာပါဗျာကိုရင်လေးတစ်ပါးစိတ်ကူးကိုပြောပြအောင်ပဲကိုရင်လေးတစ်ပါးကသူ့ဆရာတော်ကြီးဘုန်းကြီးဘာပြောတော့သူကစွမ်းသားနေတော့ဒီလိုရက်ခပေးတာရက်ခရင်မှတာသူကစိတ်ကူးတယ်ဘယ်လိုစိတ်ကူးလို့တော့ငါတော့ငါဆရာဘုန်းကြီးကိုတက်လုံးတော့ဘုန်းကြီးမွန်နိုင်ဘူးလူထွက်မှာပဲသူကလူထွက်ခြင်းတယ်လူထွက်ပြီးလို့ရှိရင်လူရဲ့ရွာထဲကကလေးမလေးတယောက်ရှိသူကအဲ့ဒီကလေးမလေးယူနေပေါ့စိတ်ကူးနေတာသူကဒါပြဟိုစိတ်ကူးလေးပဲယူလိုက်ပြီးတော့ယူလိုက်ပြီးတော့ရတဲ့အခါကျတော့သူအမေလေးကြီးရတယ်တဲ့ဘက်တော့သူမိမပဲကအမေလေးကြီးရတယ်တဲ့ဘက်တော့လည်းညက်ဘက်သူကဒူးလာလောက်ကလည်းဖြစ်စကားကြီးရတော်စကားကြီးဆိုရစကားကြီးပြင်းနေရတော့ရအဲ့ဒါကိုတချို့ရောက်တချို့သူလက်ဝဲလက်စားအိမ်ကြီးလုံးကြီးလေးတွေဝဲတချို့တော့ဆွမ်းရိုက်နဲ့အတူဆရာကြီးတွားပြီးတော့သုံးဖို့ပဲလို့သုံးဖို့တော့ဒီတိုင်းကြီးရင်သွားရင်မကောင်းဘူးဆိုတော့လက်ရည်လေးစီးသွားလက်ရည်လေးစီးပြီးတော့ကလုံးနဲ့သူရင်းနဲ့တက်သွားဟိုကြတော့ဆရာဟာလူဘောမလို့ကျေဟုတ်ပါလားဓဝါရီတော်ရသလားဆိုရင်ဒီညံပြီးတော့တရားဟောပြီးတော့ဝန်တာတဲ့သူကပြန်လာအဲဒီကိုရင်ကစိတ်ကူးနေတာနော်သူစီကတော့ဒီနေ့ရက်ကတော့ခိုက်ရက်ပဲရက်ခိုက်ရက်စိတ်ကူးနေနောက်ကြတော့ပြန်လာကြတော့ဝန်တာလုံးလို့လေးကိုအမြန်ပေါင်းတာအညာမောင်တော့သူမိမကသုံးအုပ်ကြီးတစ်ဖက်ကပူရကလေးတစ်ဖက်ကပူရကလေးလေးရတယ်ရမလို့ကလေးရတယ်ရတာကလေးတစ်ဖက်ပူသုံးကြီးတစ်ဖက်ပူနေတော့ရတော့လက်ကပေါ်ပြီးတော့ကလေးလေးရဲ့လက်ဝိညာဉ်နဲ့ညပ်ပြောသိယူရပြီးတော့မြင်ကိုသားလေးကမှဒီလောက်တော့မထိနိုင်အောင်ဆိုအားနာကနဲ့ပြိလိုက်တာအဲ့တော့ဘုန်းကြီးကောင်းရက်တော်ကြီးရတော့ဒီကပြေကုန်တော့ဘုန်းကြီးကစဉ်းစားပြီးတော့သူခုတ်လာပြီးတော့သူကဇာမေကြီးပဲရလို့ဘုန်းကြီးကသိသွားဝိညာဉ်မိမနဲ့ခန္ဓာရိုက်ချင်လို့ငါကောင်းတယ်အဲ့ဒါမနှောနဲ့တော့ဘောနဲ့ကြီးကန်ပြီးတဲ့အခါစိတ်ကူးတွေပေါ်တယ်လို့ပြောလို့ရနော်
အဲ့လိုစိတ်ကူးပြီးတော့ငါးနာရှိတဲ့အမေတို့ကြက်တောင်နဲ့ခုတ်ပြီးကြတဲ့တော့စိတ်ကူးလေအမောဆိုကြမနောသဘောထင်လာတော့ကာတွေးစိတ်တရားဖြစ်ပွားပေါ်လာဖြစ်ပြီးပြရာအနေစာပါဖြစ်ပြမှုရှုကြဟံခါကာကဲဆိုမှာမနောသဘောထင်လာတော့ကာတွေးစိတ်တရားဖြစ်ပွားပေါ်လာပြေယာအနေစာပါဖြစ်ပြီးပြေယာအနေစာပါဖြစ်ပြမှုရှုကြဟံခါကာဖြစ်ပြမှုရှုကြဟံခါကာဒီဓာတ်38ပါအဲ့ဒါသိသွားပါပြန်ပြီးပြောင်းတယ်မျက်စိကမျက်စိနဲ့အစင်းနဲ့တိုက်တဲ့အခါမြင်သိပေါ်တဲ့ဓာတ်သုံးခုဟုတ်လားနားနဲ့အတန်နဲ့ရှိလိုက်တဲ့အခါကြားသိပေါ်တယ်ဒီကလည်းနာအတန်ကြားသိဟုတ်လားပြီးတော့နှာခေါင်းနဲ့အနံ့နဲ့ကြည့်လိုက်တဲ့အခါနာသိပေါ်တယ်ဒီကဓာတ်သုံးခုကဘယ်နှခုရှိသွားတော့ကိုယ်ခုရှိသွားရှားနဲ့အရာကနဲ့ကြည့်လိုက်တဲ့အခါရက်သိပေါ်တယ်ဒီကလည်းဓာတ်သုံးခုဘယ်နှခုတော့12ခုကိုယ်နဲ့အတွေ့နဲ့ထိကတဲ့အခါထိစိတ်ပေါ်တယ်ဒီကလည်းသုံးခုတော့15ခုမနောနဲ့သဘောနဲ့ထိကြိုက်တဲ့အခါစိတ်ကူးစိတ်ပေါ်တယ်ပေါင်းလိုက်တော့ဓာတ်38ပါအားထုတ်ရင်မဲ့ဘုံလေးမှာအမြန်ဆုံးရတယ်တဲ့သမောတက္ကရာအဲ့လိုပွင့်ပါနော်အဲ့ဒါကြောင့်အကောင်းဆုံးဝိပဿနာရှုနည်းတဲ့ဘုံဘုံကပြေးပြီးပါပြီဒါလို့ဆိုရင်ဘုံဘုံတောင်ပြေးပါပြီလားဟုတ်လားအဲ့တော့တရားအဆုံးသတ်ကြလို့တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ဓာတ်38ပါးတို့ကိုသုံးပါးပြီးပိုင်ကြပြီးတော့ကျုမပွားများနိုင်ကြပါစေဓာတ်38ပါးတို့ရဲ့အပြည့်ဥရိယဘယဉာဏ်ပေါ်ကျူးစားပြီးတော့ကျုမပွားများနိုင်ကြပါစေအဲ့ဒါလိုကျုမပွားများပြီးဆိုလို့ရှိရင်လက်ကောင်တွေကညာနာဒါသနာဝိသုဒ္ဓိဖြစ်ပြီတဲ့ဒါလမ်းစဉ်ဟုတ်ပြီနိဗ္ဗာန်သွားတဲ့လမ်းပဲတဲ့နော်ပြီးတော့မှအကျင့်နေ့စဉ်ကျူးစားပြီးတော့ကျင့်နိုင်ကြပါစေပฏิပဒါညာနာဒါသနာဝိသုဒ္ဓိဖြစ်ပါပြီပฏิပဒါညာနာဒါသနာဝိသုဒ္ဓိဖြစ်တဲ့အခါအိစ္ဆာဒုက္ခအနတ္တဆိုတဲ့ဝိပဿနာဉာဏ်သုံးခုကိုတော့သုံးကြောင်းလို့ခေါ်ပါတယ်အဲ့ဒီတော့သုံးကြောင်းတစ်ချောင်းချောင်းနဲ့အနိစ္စကိုရှုရင်းတချို့မဲ့ဘုံလေးမှရပါတယ်တချို့ကတော့ဒုက္ခလို့ရှုရင်းမှတ်တဲ့မဲ့ဘုံလေးမှရပါတယ်ဒါကတော့ဒုက္ခလို့ရှုတဲ့တော့တစ်ချောင်းနဲ့အနိစ္စ နုပါဒနာတော့တဲ့ကြောင့်ဒုက္ခ နုပါဒနာတော့တဲ့ကြောင့်တချို့ကတော့အနတ္တကိုမဟုတ်အကျိုးမရအနတ္တအတ္တကောင်းလေးမရှိလို့ဒီလိုရှုရင်အတ္တနိဗ္ဗာန်ရသွားနိဗ္ဗာန်တရားကြီးပွင့်သွားတယ်အဲ့ဒီတော့သုံးကြောင်းနဲ့တစ်ချောင်းကြောင်းနဲ့ပွင့်မှာပဲနော်ဒီတစ်ချောင်းကြောင်းနဲ့ပွင့်တယ်ဘုံဘုံကဘူးပွင့်ပြီးလို့ရပါမလားမရဘူးကိုယ့်ဟာကိုယ်ပွင့်ရမှာတဲ့ကိုယ့်ဟာကိုယ်ပွင့်မှာနော်ကိုယ့်ဟာကိုယ်ပွင့်ရမှာဖြစ်တဲ့အတွက်ကျူးစားပြီးတော့ရှုမှတ်ပွားများနိုင်ကြပါစေရှုမှတ်ပွားများတဲ့ဖြင့်ဝိပဿနာဉာဏ်ရဲ့ဆုံးတိုင်းမဉ္ဇဉ်ဘုံဉာဏ်တို့ပေါ်ပါစေမဉ္ဇဉ်ဘုံဉာဏ်တို့ဖြင့်အရဟတဘုံပေါင်းနိဗ္ဗာန်ဘုံမြတ်မောင်ပြုလာတဲ့ဖြင့်ယန္တာပုဂ္ဂိုလ်ဤသုတိချာမေနာဤဒီဘုံဤဒီဘဝဂတိယောနိတတ္တဝါတရုမာမတဖန်သမ္မာ၍မပြာခြင်းဆိုတဲ့အနုပါဒာနိရောဓအနုပါဒာပရိနိဗ္ဗာန်ကိုယ်သည်သံနိုင်ကြပါစေအနုပါဒာပရိနိဗ္ဗာန်ကိုယ်သည်သံညာရသဖြင့်သမ္မာဝေကိကိတဝေဝိပါကဝေတိဟူသောဝိဒုက္ခခတေသံနရမိတော်မိဘုံကြီး
အတိတိုင်းငြိမ်းညာပါစေကုန်သတည်းပြောအတူဝေးတွဲရတယ်ပေါ့ဗျာ။တရားနာကြရလာကြတယ်ဓမ္မမိတ်ဆွေပါလို့ဗျာ။ကျွန်တော်များသံဃာမဟာနာယကဥက္ကဋ္ဌဘုမောဆရာတော်ဘုရားကြီးတရားပွဲမှာမနေ့ကကျွန်တော်17ရက်8လ2022ခုစနေနေ့တောက်ကရရှိတဲ့ငွေကတော့6550ကျပ်ဖြစ်ပါတယ်။အမေရိကန်ဒေါ်လာ100ကျပ်ဖြစ်ပါတယ်ဗျာ။ဒီနေ့19ရက်8လ2022ခုတနင်္ဂနွေနေ့အမှန်ကောက်ကရရှိတဲ့ငွေကတော့46,850ကျပ်ဖြစ်ပါတယ်ထိုင်ဝမ်ငွေကအမေရိကန်ဒေါ်လာကတော့နောက်ထပ်140ထပ်မံကောက်ကရရှိပါတယ်အဲဒါကြောင့်နေရပေါင်းစုပေါင်းကောက်ကရရှိငွေဟာဆိုရင်ထိုင်ဝမ်ငွေ3,9,400ကျပ်ဖြစ်ပါတယ်ဗျာအမေရိကန်ဒေါ်လာငွေကတော့240ဖြစ်ပါတယ်ယောဂီသုမသင်များမှသူပေါင်းသူပေါင်းပြီးတော့ဆရာတော်ဘုရားကြီးဤအာရာဓုကိစ္စဒီအာလုံးတိုးတက်အောင်ရောဆောင်ရွက်နိုင်ရန်အတွက်သူတော်သာပြီးဓမ္မဘုရားအလုံးများကိုဆရာတော်ကြီးပူဇာဘုရားလက်ခံပြီးတော့ကပ္ပိယတကာကိုရဏနဲ့လူခန္ဓာပါတယ်ဘုရားဆရာတော်ကြီးကဘောဓေကိုကြွမှာဖြစ်ပါမယ်အစီအစဉ်တောင်းနေတယ်ဒါကြောင့်ဆရာတော်ကြီးကံပြရဖြစ်တဲ့ကိုကျိုးခြင်းမတဲ့ဆရာဘောဓေမှာအတူကိုဒီပေးဖို့အတွက်ဘုန်းကြီးမတဲ့ဆရာကိုကျိုးခြင်းကိုစကားနဲ့လူပြီးလိုက်ပါလေအာရုံကံရမဤချမ်းသာဆန္ဒပါစေအနန္တရောဆရာတော်ကြီးကဒီနာကြီးသာဘုန်းကြီးအကြောင်းကသွားဆိုရင်အလုံးကိုရှုပ်ပါလေဒါကြောင့်လူရန်တဲ့အလုံးတွေကိုဆရာတော်ကြီးကိုကိုယ်တော်ထင်တာပြီးပါမယ်ကျွန်တော်ဘုရားသာသနာရှိတဲ့လူတွေလုံးဝပြည့်စုံတရားဝဲအောင်နေတာပြီးတော့ကျွန်တော်တို့ပြောနေတာပါ
မယ်တောက်တဲ့လူရှင်များကျွန်တော်များဒီတော့လာရောက်ပြင်ဆောင်နေပါတယ်